ဆုံးသတ်ပါမိတ်ဆွေတချို့လူတွေကအလုပ်တစ်ခုကိုစတင်ဆောင်ရွက်စဉ်ကာလမှာစိတ်အားထက်သန်စွာဖြင့်လောက်ကန်လေးရှိပါတယ်ဒါပေမဲ့အချိန်ကာလကြာလာတာနဲ့အမျှကြုံတွေ့လာတော့အခက်ခဲများကိုရင်မဆိုင်ရဲတော့ပဲတဖြည်းဖြည်းစိတ်သက်တွေကြဆင်းလာတာရှေ့လျှောက်လောက်ကန်ဆောင်ရွက်ဖို့စိတ်အားမထက်သန်တော့ပါဘူးတကယ်တမ်းအားဖြင့်အလုပ်တစ်ခုပိုစတိမှစ၍အဆုံးသတ်နိုင်ဖို့ဆိုပါကဇွဲရှိရပါမယ်ဇွဲဆိုတာကြုံလာတပြအခက်ခဲတွေကိုကြံ့ကြံ့ခိုင်းနိုင်တာမိမိရဲ့လုံလောက်ကိုမလျှော့ချတော့ပဲဖြစ်ပါတယ်တဖန်ဇွဲနဲ့အတူဝရိယလည်းရှိရပါမယ်ဝရိယဆိုတာအလုပ်တစ်ခုကိုအဆုံးသတ်ဖို့ရဲရဲစွာကြော်ဖြတ်ရဲတဲ့စွာပါပဲရဲရဲခြင်းဆိုတာအလုပ်ပြီးမြောက်အောင်မြင်ဖို့လုပ်ရဲတဲ့တတိလည်းရှိတယ်လို့မလုပ်တဲ့တာကိုလည်းမလုပ်နိုင်အောင်ရှောင်ချင်နိုင်တဲ့တတိရှိရပါမယ်ဒါမှလည်းအောင်မြင်နိုင်မှာပါโอเคဒီဗီဒီယိုလေးကိုအပေါင်းနေတာပါ share လို့ရပါတယ်